အပိုင်း၄စတင်ချိန်မှာတော့ဂန်ကော့နဲ့ပညာရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့သားတွေဟာအတိုက်ခံပါတီရဲ့သတင်းစာရှင်းလင်းပွဲကိုဗီဒီယိုကနေစောင့်ကြည့်နေကြပါတယ်။အဲ့ဒီအချိန်မှာဂန်ကော့ကတခြားအဖွဲ့ကိုပြောင်းရွှေ့ဖို့အပြောင်းရွှေ့လျှောက်လွှာရေးနေတဲ့ဂယွန်ဒေးကိုမိသွားပါတယ်။ဂန်ကော့ကလျှောက်လွှာကိုပယ်ချလိုက်ပြီးဒီထက်ပိုခိုင်လုံတဲ့အကြောင်းပြချက်ပေးဖို့ပြောပါတယ်။အဲ့ဒီနောက်အဖွဲ့သားတွေဟာကျောင်းသားတစ်ယောက်ကဆရာဖြစ်သူကိုကိုထိလက်ရောက်ကျူးလွန်နေတဲ့ဗီဒီယိုတစ်ခုကိုလက်ခံရရှိခဲ့ပြီးဒါဟာချက်မွန်နိုင်ငံခြားဘာသာတင်အဆင့်မြင့်အထက်တန်းကျောင်းကဖြစ်ကြောင်းသိလိုက်ရပါတယ်။ဟွာဂျင်ဟန်ဘရင်နဲ့ဂယွန်ဒေးတို့ဟာအဲ့ဒီကျောင်းကိုချက်ချင်းရောက်လာကြပါတယ်။ဂယွန်ဒေးကဆရာချန်ဆန်ယူရဲ့တင်ကြားပြသမှုတွေကြောင့်ဒီကျောင်းဟာနိုင်ငံမှာအကောင်းဆုံးကျောင်းတွေကတစ်ခုဖြစ်လာရတာလို့ရှင်းပြပါတယ်။အဲ့ဒီမှာဟွာဂျင်ကဆရာချန်ကိုအလွန်အမင်းချီးကျူးလိုက်ပြီးမိမိစစ်တပ်တင်တဲ့တက်တုံးကအွန်လိုင်းကနေတင်ကြားပေးခဲ့လို့ကျေးဇူးတင်ကြောင်းပြောတဲ့အတွက်ဟန်ဘရင်နဲ့ဂယွန်ဒေးတို့အံ့ဩသွားကြပါတယ်။ဟွာဂျင်ကဆရာချန်ကိုတီးတန့်ခေါ်ယူပြီးအရိုက်ခံရတဲ့ကိစ္စစကိုမေးမြန်းပေမဲ့ဆရာကဘာမှပြန်မပြောပါဘူးလူတော်များများကိုလိုက်လံမေးမြန်းပေမဲ့လည်းဟွာဂျင်အနေနဲ့ចောင်းသားကဘာလို့ဆရာကိုတိုက်ခိုက်ရလဲဆိုတာအဖြေရှာမရဖြစ်နေပါတယ်ဂယွန်ဒေးကစော်ကားလိုက်တဲ့ចောင်းသားဟေယောင်ဟာအတန်းထဲမှာစာတော်ဆုံးចောင်းသားဖြစ်နေတာကြောင့်အမှုကိုပိုလို့တောင်ရှုပ်ထွေးသွားစေပါတယ်ဟန်ဘရင်ကဟေယောင်ကိုမိဘတွေနဲ့အဆက်အသွယ်လုပ်မယ်လို့ချိန်ချောက်ပြီးပညာပြလိုက်ပါတယ်ဒီချိန်ချောက်မှုကြောင့်ဟေယောင်ကစိတ်တူပြီးဟန်ဘရင်ကိုဝင်ချဖို့လုပ်ပေမဲ့ဟန်ဘရင်ကအသာလေးပဲတားဆီးလိုက်ပါတယ်တစ်ဖက်မှာတော့ဆရာချန်ကဟွာဂျင်ကိုရှင်းပြတာကတော့သူဟာစာညက်တဲ့ကျောင်းသားတွေအတွက်အချိန်ပိုအတန်းတွေစဖွင့်ခဲ့တာဖြစ်ကြောင်းဒါပေမဲ့ဟေယောင်ကစာရမ်းတော်တာမှုအဲ့ဒီအတန်းတွေကိုအချိန်ဖြုံးတာလို့သတ်မှတ်ပြီးမကျေနပ်ဖြစ်နေတာလို့ပြောပါတယ်ဒါအပြင်သူဟာကျောင်းကမိဘဆရာအတင်းစည်းဝေးကိုမလာတဲ့ဟေယောင်ရဲ့မိဘတွေစီအိမ်နိုင်ရာရောက်သွားရောက်တွေ့ဆုံခဲ့ဘူးကြောင်းနဲ့ကျောင်းသားကဘာလို့သူ့ကိုရုတ်တရက်ရန်ပြူရလဲဆိုတာနားမလည်နိုင်ဖြစ်နေကြောင်းဖွင့်ဟပါတယ်တခြားတနေရာမှာတော့ဟေယောင်ကဟန်ဘရင်ကိုဆရာချန်ကသူ့ဘဝကိုဖျက်ဆီးနေတာလို့ပြောပါတယ်ဆရာချန်သူ့အိမ်ကိုလာလဲပြီးချင်းမှာပဲသူတို့မိသားစုရဲ့စားတောက်ဆိုင်ပိတ်လိုက်ရတယ်လို့ဆရာချန်တည်သွားပြီးတဲ့နောက်မှာသူ့ကိုစာပြပေးနေတဲ့ကျူရှင်ဆရာကလည်းဆက်မတင်ပေးတော့ဘူးလို့ဆိုပါတယ်ဟန်ဘရင်ကဟွာဂျင်ကိုအကြောင်းသားဘက်ကအကြောင်းပြချက်ကိုလည်းထည့်သွင်းစဉ်းစားပေးဖို့တောင်းဆိုပါတယ်ပြီးတော့ဟွာဂျင်ကကာအန်ရဲ့ကိစ္စကြောင့်ဆရာမတွေဘက်ကပဲအမြဲကာကွယ်ပေးနေတာလို့ဆွဆွဲလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဂယွန်ဒေးကဟေယောင်နဲ့ဆရာချန်တို့ရဲ့ပတ်သက်မှုကိုစုံစမ်းပါတယ်သူကဟေယောင်တက်ခဲ့မှုတဲ့အကယ်ဒမီကျောင်းကိုသွားပေမဲ့ကျူရှင်ဆရာကပူးပေါင်းဆောင်ရွက်ခြင်းမရှိပါဘူးအဲ့ဒီမှာဂယွန်ဒေးဟာအရင်အမှုကကျောင်းသားဟောင်းတွေဖြစ်တဲ့ဟေယောင်ကျူအင်ဘွန်တို့နဲ့ပြန်ဆုံခဲ့ပြီးသူတို့၃ယောက်ခင်ခင်မင်မင်ရှိနေတာကိုမြင်ရလို့ဝမ်းသာသွားပါတယ်အဲ့ဒီညမှာဂယွန်ဒေးကဒေါသတကြီးနဲ့ကွင်းပတ်ပြေးနေတဲ့ဟန်ဘရင်ကိုတွေ့ရပါတယ်အတိတ်ကိုပြန်ပြရရင်တော့ဟန်ဘရင်ကျောင်းတုံးကအနိုင်ကျင့်ခံနေရတာကိုဟွာဂျင်ကကဲတင်ပေးခဲ့ပြီးလိုအပ်ရင်အကူအညီတောင်းဖို့အားပေးခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာဟန်ဘရင်ကအဲ့ဒီအကြံဉာဏ်ကိုပြန်လည်တွေးတောနေတာပါနောက်ရက်မှာတော့ဟွာဂျင်ကဆရာချန်ကိုထိတ်တိုက်ရင်ဆိုင်ပါတယ်သူကဆရာအတန်းထဲကကျောင်းသားတွေဟာချမ်းသာတဲ့မိသားစုကဖြစ်ပြီးနာမည်ကြီးအကယ်ဒမီတစ်ခုထဲမှာအတူတူတက်နေကြတာကိုထောက်ပြပါတယ်ဒါအပြင်ဟေယောင်ကဆရာချန်ညွှန်းဆိုပေးထားတဲ့ကျူရှင်တက်နေတဲ့ချမ်းသာတဲ့ကျောင်းသားတွေကိုပါကြော်ပြီးအမြဲတမ်းအဆင့်တရနေတာကိုပြောပြပါတယ်ဟွာဂျင်ကအကယ်၍ဟေယောင်သာကျောင်းထုတ်ခံရရင်ချမ်းသာတဲ့ကျောင်းသားဂျွန်ဆူဂျွန်ကအဆင့်တစ်ဆက်ဒဲဝင်လာမှာဖြစ်ကြောင်းဆွဆွဲလိုက်ပါတယ်ဒါအပြင်ဆရာချန်ဟာအရင်ကယာရီကိုလည်းမူလာတန်းမှာစာတင်ပေးခဲ့ဘူးကြောင်းနဲ့ဩဇာရှိတဲ့မိသားစုတွေရဲ့အကျိုးစီးပွားအတွက်ယာရီကောဟေယောင်ကိုပါမတရားကွက်ဆင်ခဲ့တာလို့ဖွင့်ချလိုက်ပါတယ်အတိတ်ကအကြောင်းပြန်ရရင်ဟွာဂျင်ကထောင်ထဲမှာရှိတဲ့ယာရီစီတွားရောက်တွေ့ဆုံခဲ့ပြီးဆရာချန်ရဲ့နောက်ွယ်ကကြိုးကင်မှုတွေကိုသိရှိခဲ့တာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဆရာချန်ကအစပိုင်းမှာညင်းဆိုပေမဲ့ဟေယောင်ကျောင်းထုတ်ခံရမှာမဟုတ်ဘူးလို့သိလိုက်ရတဲ့အခါတုံ့လှုပ်သွားပါတယ်မကြခင်မှာပဲစူဂျွန်ရဲ့အမေကဆရာချန်နဲ့လှုပ်ဝက်တွေ့ဆုံပြီးသူမသမီးကိုအဆင့်30ထဲဝင်အောင်ဘယ်လိုလုပ်ပေးမလဲလို့မေးပါတယ်ဆရာချန်ကမိမိတာဝန်ယူကြောင်းကတိပေးပြီးလာမယ့်စာမေးပွဲရဲ့အဖြေလွှာတွေကိုပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲဟန်ဘရင်ကဂယွန်ဒေးကိုစိတ်ပြက်လက်ပြက်နဲ့ရင်ဖွင့်နေပါတယ်ဂယွန်ဒေးကဟွာဂျင်ဟာဆရာချန်ရဲ့လှုပ်ဝက်ချက်တွေကိုစုံစမ်းဖို့အတွက်ဆရာကိုအထင်ကြီးဟန်ဆောင်ခဲ့တာတသက်တာဖြစ်ကြောင်းပေါ်ပြပါတယ်ဒါကိုသိသွားတဲ့ဟန်ဘရင်ကအပြစ်မကင်းစိတ်နဲ့ဟွာဂျင်ကိုတွားရောက်တောင်းပန်တဲ့အခါဟွာဂျင်ကကိုအပြစ်မတင်ဖို့ပြောပြီးဆရာချန်တစ်ခုကြံစည်နေပြီဖြစ်ကြောင်းသတိပေးပါတယ်အဲ့ဒီအချိန်မှာပဲရဲတွေရောက်လာပြီးအရင်အမှုတွေတုန်းကចောင်းသားတွေကိုကိုထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ဟွာဂျင်နဲ့ဟန်ဘရင်တို့ကိုလာရောက်ဖမ်းဆီးပါတော့တယ်ပညာရေးဝန်ကြီးဌာနလည်းဝင်ရောက်စီးနင်းခံရပြီးဂန်ကော့ဟာလည်းအခွန်ရှောင်မှုဆွဆွဲချက်အပြင်တမိဖြစ်သူတေဆုံးမှုအတွက်ကလဲစားချေဖို့ကာကွယ်ရေးအဖွဲ့ကိုတီထောင်ခဲ့တာဖြစ်တယ်ဆိုပြီးစစ်ဆေးမေးမြန်းခြင်းခံရပါတယ်ဟွာဂျင်ကဒါဟာဆရာချန်ရဲ့လက်ချက်ဖြစ်ပြီးစာမွေးပွဲပြီးတဲ့အထိသူတို့ကိုဖမ်းထားဖို့ကြံစီတာလို့ရိပ်မိသွားပါတယ်။အဲ့ဒီအချိန်မှာပဲအချုပ်ထဲမှာအတူတူရှိနေတဲ့ဂန်ကော့ကဂယွန်ဒေးရဲ့အပြောင်းရွှေ့လျှောက်လွှာကိုသဘောတူလက်မှတ်ထိုးပေးလိုက်ပါတယ်။နောက်ရက်မှာတော့စူဂျွန်ကအဖြေတွေကိုအလွတ်ကျက်လာတာမို့စာမွေးပွဲကိုယုံကြည်မှုအပြည့်နဲ့ဖြည့်ဆိုပါတယ်။ဒါပေမဲ့ဆရာချန်ကစူဂျွန်ဖြည့်ဆိုခဲ့တဲ့ဒီတစ်ပတ်အတွင်းကစာမွေးပွဲစာရွက်တိုင်းဟာသူ့ညမက်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဂန်ကော့ဟွာဂျင်နဲ့ဟန်ဘရင်တို့ဟာအချုပ်ကနေပြန်လည်လွတ်မြောက်လာပါတယ်။ဂန်ကော့ကပညာရေးဘုတ်အဖွဲ့အစည်းအဝေးကိုတက်ရောက်နေချိန်မှာဟွာဂျင်နဲ့
ဟန်ဘရင်တို့ကကျောင်းကိုပြန်ရောက်လာကြပါတယ်။ဆရာချန်ကမေကွန်းစာရွက်တွေမမှန်မကန်ဖြစ်နေတယ်လို့အကြောင်းပြပြီးစာမွေးပွဲကိုရုတ်တရက်ရပ်တန့်မှုကြိုးစားပါတယ်။အမှန်တော့သူတို့အဖမ်းမခံရခင်ညကတည်းကဂန်ကော့ဖ်နဲ့ဟွာဂျင်တို့ဟာဂယွန်ဒေးကိုလွှတ်ပြီးမေကွန်းစာရွက်တွေကိုလဲခိုင်းထားခဲ့တာဖြစ်ပါတယ်။ဆရာချန်နဲ့ဆူဂျွန်မေတို့ရဲ့အကြံအစီကိုကြားသိခဲ့ရတဲ့ဂယွန်ဒေးကမေကွန်းတွေကိုအစီအစဉ်အသစ်နဲ့ပြန်ပြင်လိုက်တာမို့ဆရာချန်ပေးထားတဲ့အဖြေလွှာဟောင်းကြီးကလုံးဝသုံးမဝင်တော့တာပါ။ဆရာချန်ကဆွဆွဲချက်တွေကိုညရင်းဆိုပေမဲ့ဟွာဂျင်နဲ့ဟန်ဘရင်တို့ကဆူဂျွန်ရဲ့တူးညမက်ရထားတဲ့အဖြေလွှာကိုတက်သေးအဖြစ်ထုတ်ပြလိုက်ပါတယ်။ဒါအပြင်ဆရာချန်ကသမီးဖြစ်သူကိုကူညီပေးဖို့အတွက်ဆူဂျွန်အမေစီကနေပတ်စံလက်ခံနေတဲ့အတန်ဖန်ဗီဒီယိုကိုပါဖွင့်ပြလိုက်ပါတယ်။ဆရာချန်ကဆက်ပြီးညင်းဆိုနေတော့မှပဲဟွာဂျင်ကသူ့ကိုဝင်ရောက်ထုထောင်းပါတော့တယ်။ဆူဂျွန်ကသူ့မလက်ပေါ်မှာရေးထားတဲ့အဖြေတွေကိုလိုက်ဖြတ်ဖို့ကြိုးစားပေမဲ့ဟန်ဘရင်ကတားဆီးလိုက်ပါတဲ့တစ်ချိန်တည်းမှာပဲပညာရေးဘုတ်အဖွဲ့အစည်းအဝေးမှာဂန်ကော့ဖ်ရဲ့နိုင်ငံရေးပြိုင်ဘက်ကကာကွယ်ရေးအဖွဲ့ကိုအရေးယူဖို့တပ်တွေနဲ့တပ်တွေခံတွေကိုတင်ပြပါတယ်။ဒါကိုဂန်ကော့ကချက်မွန်ကျောင်းရဲ့စုံစမ်းစစ်ဆေးမှုရလဒ်တွေကိုချပြပြီးတုံ့ပြန်လိုက်ပါတယ်။သူကဆရာချန်ရဲ့ရာဇဝတ်မှုတွေကိုဖွင့်ချလိုက်ပြီးအတိုက်ခံပါတီကအမာခံထောက်ခံသူလီချောယောင်ကိုယ်တိုင်လည်းအဲ့ဒီဆရာကိုလက်ထိုးခဲ့ကြောင်းဖွင့်ချလိုက်ပါတယ်။ဂန်ကော့ကမိမိတို့အဖွဲ့ဟာဆရာဖြစ်စေကျောင်းသားဖြစ်စေမတရားခံရတဲ့တားကောင်တွေကိုကူညီဖို့အတွက်ပဲတည်ရှိတာဖြစ်ကြောင်းပြက်ပြက်သားသားပြောဆိုလိုက်ပါတယ်။ရလဒ်အနေနဲ့ဆရာချန်ဟာအဖမ်းခံလိုက်ရပြီးလက်ထိုးခဲ့တဲ့မိဘတွေလည်းစစ်ဆေးခံရကပြည်ပထွက်ခွာခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။နောက်ပိုင်းမှာဟယောင်အောင်ကသူ့ကိုကူညီပေးခဲ့လို့ဟန်ဘရင်နဲ့ကာကွယ်ရေးအဖွဲ့ကိုကျေးဇူးတင်စကားဆိုပါတယ်။အဲ့ဒီနောက်ဟွာဂျင်ကဆရာချန်ကိုထောင်ထဲမှာရှိတဲ့ယာရီစီခေါ်သွားပါတယ်။ယာရီကဆရာရဲ့လောဘဇောတွေကြောင့်သူမရဲ့အနာဂတ်ပျက်စီးသွားအားရတာလို့ဆရာဟောင်းကိုအော်ဟစ်ဆဲဆိုရင်းနဲ့ဒီအပိုင်းဟာပြီးဆုံးသွားခဲ့ပါတယ်။ဒီအပိုင်းမှာတော့ဇလန်းပုံစံကိုအလှည့်ပြောင်းလေးလုပ်သွားတာတော်တော်လေးသဘောကျဖို့ကောင်းပါတယ်။ဟန်ဘရင်လိုပဲမိမိတို့ပါဟွာချင်းအပေါ်ခဏလောက်တန်တရားဝင်သွားခဲ့ရပါတယ်။သူဆရာချန်ကိုအရန်ထင်ကြီးပြနေပြီးဆရာရဲ့လောဘနဲ့ကြိုးကင်မှုတွေကိုမတိကျင်အောင်ဆောင်နေတာကတကယ်ကိုထူးဆန်းနေခဲ့တာကို